အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီကလေးတွေပေါ့နော် programming ကိုစပြီးတော့လေ့လာမယ်ကလေးတွေအတွက်ဒီ script programming ကတော့သူကအသင့်တော်ဆုံးဖြစ်တာပေါ့နော်အဲ့ဒီမှာသူက programming စပြီးတော့လေ့လာမယ်ကလေးတွေအတွက်ကသူကဒီ programming မှာရှိတဲ့သူ့ရဲ့logic တွေပေါ့နော်ဒီ problem solving skills တွေပြီးတော့ဒီ basic concept တွေအဲ့ဒါတွေကိုအရင်စပြီးတော့လေ့လာဖို့လိုပါတယ်အဲ့တော့ဒီ block programming ဖြစ်တဲ့ဒီ script programming မှာဆိုရင်အဲ့ဒီ programming ရဲ့ basic concept တွေပေါ့နော်အဲ့ဒါတွေကိုသူကလေ့ကျင့်လို့ပေါ့နော်ကောင်းကောင်းလေ့ကျင့်လို့ကောင်းတဲ့ဒီတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒါစပြီးတော့ဒီ script programming နဲ့ပတ်သက်တဲ့ tutorial အတွက်ဒါပထမဆုံးအပိုင်းတစ်ဖြစ်ပါတယ်အဲ့တော့ဒါကတော့ဒီ script မှာမြင်နေရတဲ့ဟာကတော့ဒါ script programming ကိုကိုယ့်ရဲ့ဆက်မှာinstall လုပ်ပြီးတဲ့အချိန်မှာသူကဒါသူ့ရဲ့ IDE ပေါ့နော်မြင်ရတာဖြစ်ပါတယ်အဲ့တော့ကိုကသင်တန်းမတက်ဘူးကိုအိမ်မှာရှိတဲ့ဆက်နဲ့စပြီးတော့ကိုလေ့လာမယ်ဒါမှမဟုတ်မိဖေဖေတွေကနေပြီးတော့စပြီးတော့ကလေးကိုဒါကိုစပြီးတော့လေ့လာဖို့အတွက်သူ့ tutorial တွေပြမှာဆိုရင်ဆက်ထဲမှာဒီ script programming နဲ့ပတ်သက်ပြီးတော့ installation မထည့်ရသေးဘူးဆိုရင်ဒါကဒီလိုမျိုးဒီ script programming ကိုစပြီးတော့ဒီ IDE ပေါ့နော်ဒီဟာကိုတွေ့ရအောင်မှာမဟုတ်ပါဘူးအဲ့ဒါဆိုရင်ဘာလုပ်မလဲဆိုတော့ဒီ internet ပေါ့နော် internet ချိန်ထားပြီးတော့ဒီ website ကနေပြီးတော့မှသူ့ရဲ့ installer ကိုတစ်ချက် download ချရပါမယ်အဲ့တော့သူက script programming ကတော့ပုံမှန်ကသူက online အနေနဲ့လည်းသုံးလို့ရတယ်သူက offline အနေနဲ့လည်းသုံးလို့ရတယ်ပေါ့နော်ဒီမှာကတော့ကိုယ့် set ထဲမှာကို installer ကို download လုပ်ပြီးတော့ဒါ offline သုံးတဲ့ဟာကိုပဲပြပါမယ်အဲ့တော့ဒါ Google မှာရိုက်ထည့်ပြီးတော့မှ script installer free download ဆိုပြီးတော့မှသူ့ကိုရိုက်ပြီးတော့ရှာလိုက်တယ်ဆိုရင်သူကဒီdownload လုပ်လို့ရတယ်သူကဒီ link တွေကြာလာပါတယ်သူက MIT ကထုတ်ထားတဲ့သူရဲ့ programming language ပေါ့နော်ဒါကလေးတွေအတွက် programming စတင်ပြီးတော့လေ့လာမယ်သူတွေအတွက်သူကဒါထုတ်ထားပြီးတာဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့ဒီ Microsoft Store ကနေပြီးတော့မှ download လုပ်လို့ရတဲ့ဟာပေါ့နော် Strat 3ဆိုတဲ့ဟာလေးကဒါသင့်တော်ပါတယ်အဲ့တော့သူ့ကိုဒါ click လိုက်တယ်ဆိုရင်သူကဒီ Strat 3ရဲ့သူက download ဆိုတဲ့ဟာလေးရှိပါတယ်အဲ့တော့သူ့ကို download နှိပ်လိုက်တယ်ဆိုရင်တော့သူကID ပေါ့ဟိုပါပေါ့နော် EAC ပေါ့နော် EAC ကြာလာမှာဖြစ်တယ်အဲ့တော့အဲ့ဒီ EAC ကနေတဆင့်သူ installation လုပ်ပေးလိုက်မယ်ဆိုရင်ဒီမှာပေါ့နော်ဒီလိုအပေါ်ကပေါ့နော် stress free installer ဆိုပြီး EAC လေးကြာလာပါမယ်အဲ့တော့အဲ့ဒီ EAC လေးကို internet တော့ချိန်ထားပါချိန်ထားပြီးတော့အဲ့ဒီအချိန်မှာ install လုပ်လိုက်ပါပေါ့နော်အဲ့တော့ install လုပ်လိုက်မယ်ဆိုရင်သူကပြီးသွားပြီဆိုရင်ဒီ strap ဒီ search box ကနေပြီးတော့မှ strap လို့ရိုက်ထည့်လိုက်တယ်ဆိုရင်ဒီ ID တက်လာမှာဖြစ်ပါတယ်အဲ့တော့သူကိုဘကိုကလေးတို့ကကိုဒါအခုပြောသွားတဲ့ step အတိုင်းသွားပြီးတော့ installation လုပ်လို့လည်းရတယ်ဒါမှမဟုတ်ဘူးဆိုရင်ဖေဖေအမေတို့ကနေပြီးတော့မှဒီလိုမျိုးသွားပြီးတော့ install လုပ်ပေးလိုက်လို့လည်းရတယ်ပေါ့နော်အဲ့တော့ဒီ ID စပြီးတော့သူကတက်လာပြီဆိုရင်သူ့မှာရှိနေတဲ့ဒီမှာရှိတဲ့ features လေးတွေပေါ့နော်ဒါလေးတွေကိုပထမအဆင့်အနေနဲ့သိဖို့လိုပါတယ်အဲ့တော့သူကဒီနေရာမှာ spike ဆိုတာလေးပါပါတယ်အဲ့တော့ spike ဆိုတဲ့ဟာကတော့သူကမြန်မာလိုတော့ဓာတ်ရိုက်ဘာသာပြန်လို့မရနိုင်ဘူးဒါပေမဲ့သူ့ရဲ့သဘောကသူကဒီမှာ program တွေဖန်တီးမယ်ဥပမာ game တွေဖန်တီးမယ်story book တွေဖန်တီးမယ်ပေါ့အဲ့လိုမျိုးလုပ်တဲ့အချိန်မှာသူကဇက်ကောင်ဆိုတာလေးပေါ့နော်မြန်မာလိုပြောမယ် sprite တဲ့ဘာသာပြန်မဟုတ်ဘူးပေါ့နော်ဇက်ကောင်လေးလိုတယ်ပေါ့နော်ဥပမာသူကဒီ game မှာပါဝင်မဲ့အကောင့်လေးတွေဥပမာ storyteller မှာပါမဲ့အကောင့်လေးတွေအဲ့လိုလေးတွေအတွက်သူကဒီမှာ spike ဆိုတာလေးပါပါတယ်အဲ့တော့အဲ့မှာသူကပုံမှန်ပေးထားတာတော့ဒီကြောင်ပုံလေးပေါ့နော်သူ့ရဲ့နာမည်ကိုလည်းသူက spike 1လို့ပေးထားတာပေါ့အဲ့တော့တကယ်လို့ကိုကမကြိုက်ဘူးကိုပေးချင်တဲ့နာမည်လေးရှိတယ်ဆိုရင်ဒီနေရာမှာသူ့ရဲ့နာမည်ကိုပြောင်းနိုင်တယ်ပေါ့နော်နောက်တစ်ခုကသူကစပြီးတော့အခုဆိုရင် game တွေစဖန်တီးမယ်သူ programming နဲ့ပေါ့နော် program ရေးမယ်ဆိုရင်ဒီကြောင်လေးကဘယ်နေရာမှာရှိနေလဲဆိုတာကိုသူကပြတာပေါ့နော်အဲ့ဒါကိုသူကဒါ x coordinate ပေါ့နော်သူကဒီx coordinate ဒီ
အလေယာလိုက်ပေါ့နော်ဒီဟာမှာ0နေရာရဲ့1 coordinate ပေါ့နော်ဒီ down like vertical ပေါ့နော်အဲ့တော့ horizontal နဲ့ vertical ပေါ့အဲ့တော့ x coordinate သူက horizontal 0ရဲ့1 coordinate သူက vertical 0နေရာမှာရှိနေတယ်လို့ပြတာပေါ့နော်အဲ့တော့ကိုကရွှေ့တင်နေဆိုရင် x coordinate ဘလောက်ကိုရွှေ့တင်နေ1 coordinate ဘလောက်ကိုရွှေ့တင်နေဆိုပြီးဒီနေရာမှာရွှေ့လို့ရတယ်နောက်တစ်ခုကဒီမှာအဲ့ဒီ spikes လေးကိုအခုဆိုရင်မျက်လုံးလေးဖွင့်ထားတဲ့အဓိပ္ပာယ်ကဒါ show လုပ်ထားတာပေါ့နော်အဲ့ဒီတော့ကြောင့်မို့ဒီမှာမြင်နေရတာဖြစ်တယ်ပေါ့နော်သူ့ကိုပိတ်လိုက်တယ်ဆိုရင်တော့သူကဒါဒီ spice အယုတ်ကလေးကိုသူမမြင်ရတော့ဘူးပေါ့နော်ပိတ်တဲ့ဟာလေးဖြစ်ပါတယ်ဒါဆိုရင်သူက spice အယုတ်ကလေးမရှိတော့တဲ့ဟာမျိုးဖြစ်ပါတယ်နောက်တစ်ခုကသူ့ရဲ့ site ကိုပုံမှန်တော့သူက100ထားတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့သေးလိုက်လို့လည်းရတယ်ဒီထက်ကြီးလိုက်လို့လည်းရတယ်ပေါ့နောက်တစ်ခုက direction ကသူကဒါ19 degree ရှိနေတာကနေပြီးတော့ဒီအယုတ်ကလေးကို spice တွေကိုသူကကိုလိုချင်တဲ့ပုံစံအတိုင်းသူ့ရဲ့ direction ကိုဒီနေရာမှာဒီလိုမျိုးပြောင်းလိုက်လို့ရတယ်ပေါ့နော်အဲ့ခါကျတော့ဒီမှာဒီ spike အယုတ်ကလေးကိုဒီကြောင်ပုံလေးမလိုချင်ဘူးပေါ့နော်အခြားလေးပုံစံလိုချင်တယ်ဆိုရင်ဒီနေရာကနေပြီးတော့မှသူကရွေးလို့ရတယ်ပေါ့နော်ဒီနေရာကနေရွေးလို့ရတယ်အဲ့တော့ဒီမှာရှိနေတဲ့ tab လေးထဲက consume ဆိုတဲ့ consume ဆိုတဲ့ထဲကလည်းတွားပြီးတော့မှသူကရွေးလို့ရတယ်ပေါ့နော်ဒီနေရာမှာသူ့ကိုကိုကြိုက်တယ်လို့မျိုးသူချဲလို့ရတယ်သူမှာ text တွေရေးလို့ရတယ်ပေါ့နော်အဲ့တော့ဒါကတော့နောက်ပိုင်းဒီမှာထည့်ပြီးတော့ပါသွားမယ်ပေါ့နော်ဒီမှာဆိုရင်ကိုယ့်ရဲ့ character ဇာတ်ကောင်ရုပ်ကလေးတွေဒီမှာသူပေးထားတဲ့ထဲကနေပြီးတော့မှကြိုက်တာယူလို့ရတယ်ကိုယ့်ဇာတ်ကောင်လည်းကိုယ့်အကူထည့်လို့ရတယ်ပေါ့နော်အခုလောလောဆယ်တော့သူပေးထားတဲ့ဒီဇာတ်ကောင်တွေကခုနကတော့ကြောင်ပုံလေးကိုမကြိုက်ဘူးဆိုရင်ဒီမှာရှိနေတဲ့သူက animals ပုံလေးတွေပြီးသွားရင် people's ပုံလေးတွေပေါ့နော်အဲ့အဲ့ထဲကနေပြီးတော့မှကိုကြိုက်တဲ့ပုံလေးတွေလည်းရွေးလို့ရတာဖြစ်တယ်နောက်တစ်ခုကအပေါ်မှာ tab လေး3ခုရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီ tab လေးမှာပထမဆုံး code tab ဆိုတာလေးရှိပါတယ်အဲ့တော့အဲ့ဒီ code tab လေးထဲမှာဒါနောက်မှာ program ရေးတဲ့အချိန်မှာသုံးမဲ့သူ့ရဲ့ code နဲ့ပတ်သက်တဲ့ block လေးဖြစ်ပါတယ်အဲ့တော့ကိုက motion နဲ့ပတ်သက်တဲ့ block လေးတွေလိုချင်တယ်ဆိုရင်ဒီ motion category ရဲ့အောက်မှာရှိတဲ့အားလေးတွေယူသုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီ block တစ်ခုချင်းစီကိုတော့နောက် tutorial တွေမှာရှင်းပြသွားပါမယ်အဲ့တော့ look ကိုကြည့်ချင်တယ်ဆိုရင်တော့သူကဒါ look နဲ့ပတ်သက်ပြီးတော့သုံးလို့ရတဲ့ block လေးတွေဖြစ်ပါတယ်ဒါဆိုရင် sound နဲ့ပတ်သက်ပြီးတော့ events နဲ့ပတ်သက်ပြီးတော့ control နဲ့ပတ်သက်ပြီးတော့ sensing နဲ့ပတ်သက်ပြီးတော့နောက်တစ်ခုဒီမှာပေးထားတဲ့ describe မှာပေးတဲ့ operator တွေပေါ့နော်နောက်တစ်ခု variable တွေပေါ့ပြီးရင်သူ့ရဲ့ကိုယ့်ရဲ့ block ပေါ့နော်အဲ့တော့ code နဲ့ပတ်သက်ပြီးတော့ရွေးချင်တယ်ဆိုရင်တော့ဒီ code ဆိုတဲ့ tag လေးရဲ့အောက်ကနေရွေးရမှာဖြစ်ပါတယ် consume ပေါ့နော်ဒီ costume ပေါ့နော်ဒီcharacter ဒီပုံလေးဇာတ်ကောင်လေးရဲ့ costume ပုံစံတွေပေါ့နော်သူကဒီပုံစံတွေပြောင်းချင်တယ်ဆိုရင်တော့ဒီ costume ဆိုတဲ့အောက်က tab လေးရဲ့အောက်ကနေရွှေ့ရမှာဖြစ်ပါတယ်တကယ်လို့သူက sound ပေါ့နော်ကိုယ့်ရဲ့ program ထဲမှာ code လေးထဲမှာ sound နေထည့်ချင်တယ်ဆိုရင်ဒီနေရာကနေလာပြီးတော့ရွှေ့ရမှာဖြစ်တယ်ကိုထည့်ချင်တဲ့အပြင်က sounds တွေကိုလည်းယူလာပြီးတော့ဒီမှာထည့်လို့ရပါတယ်ဒီမှာဆိုရင်ဒီလိုမျိုးပေါ့နော်အဲ့ဒါဆိုရင်ဒီဘေးလေးမှာဒီ flag လေးရှိတယ်ပေါ့နော်အစိမ်းလေးရဲ့ဒီဘက်ကအဲ stop ဆိုတဲ့red sign လေးရရှိတယ်ပေါ့နော်အဲ့တော့ဒီ flag sign လေးကကြတော့သူက program ကို run တဲ့သဘောပေါ့နော်သူကဒီကိုရေးထားတဲ့ program ဘလို့အလုပ်လုပ်နေလဲလို့သိချင်တယ်ဆိုရင်ဒီ flag အစိမ်းလေးနဲ့သူဒါမှမဟုတ်ကိုရေးရွေးထားတဲ့ block လေးဘလို့အလုပ်လုပ်နေလဲလို့သိချင်ရင်ဒီအစိမ်းရောင် flag လေးကိုရွေးရမှာဖြစ်ပါတယ်ဒီဘေးနားလေးမှာရှိတဲ့ဒီ red sign လေးနဲ့ stop တွေကတော့ program ကိုရပ်လိုက်ခြင်းတဲ့အချိန်မှာသူ့ကိုသုံးတာဖြစ်ပါတယ်အဲ့တော့ပထမဆုံး tutorial မှာတော့ဒီ script programming အတွက်လိုအပ်တဲ့ဒီ installer ပေါ့နော်ဒါကို download ချပြီးတော့ install လုပ်တာရယ်ပြီးတော့ဒီ IDE မှာရှိနေတဲ့ဒီ tab လေးတွေအကြောင်းပြီးရင်ဒီ spice အယုတ်ကလေးပေါ့နော်ဒါအကြောင်းဒါလေးကိုဒါမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက် tutorial တွေမှာ program အသေးလေးတွေကိုစပြီးတော့သင်ပြသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်